Chelsea နဲ့ Leeds United ဒီနေ့ညရဲ့တပွဲကောင်းအနေနဲ့ဒီပွဲစဉ်တွေကျွန်တော်ရွေးချယ်ထားပါတယ်။နေ့ညရွေးတဲ့ပွဲတွေ၄ပွဲ၅ပွဲလောက်ရှိပါတယ်။ Premier League မှာ၄ပွဲနဲ့အီတလီဖလားပွဲတစ်ပွဲ၅ပွဲရှိတယ်ပေါ့နော်။၅ပွဲလုံးကြေးတွေကတော့ဒါမတင်မကျနဲ့ကြေးတွေပဲလို့ပြောလို့ရပါတယ်။အဲ့ပွဲစဉ်တွေထဲမှာဒါကျွန်တော်အကြိုက်ဆုံးပွဲအနေနဲ့ Chelsea ပွဲလေးကိုရွေးလိုက်ပါတယ်။အမှန်တကယ် Chelsea နဲ့ Man U နှစ်ပွဲရှင်ရွေးတာပေါ့နော်။ Man U ကလည်းချိန်နေကောင်းနေတယ် Chelsea ကလည်းချိန်နေကောင်းနေဒါပေမဲ့ Chelsea ကအိမ်ကွင်းဖြစ်လို့ကျွန်တော် Chelsea ကိုပဲရွေးလိုက်ပါတယ်ဒီနေ့ညပွဲစဉ်အတွက်ဆိုတော့ဒီပွဲစဉ်ကိုသုံးသက်ချက်လေးလုပ်ပေးသွားပါမယ်လက်ရှိပေါက်ကြီးရာ Chelsea ကနေပြီးတော့1D ကိုပေါင်းကြီးက3လုံး10ပြားအနိုင်ပေါက်ထားတယ်ကြီးရတော့ဒါအင်ရှင် Chelsea တကိုးနဲ့တကိုးတာတော့ရမယ်ဆိုပြီးတော့တွက်ထားတဲ့ပုံစံမျိုးလို့ပြောလို့ရတယ်နီးပြတဲ့ Rosinho ရဲ့လက်ထက်မှာဒါ Chelsea ကရလက်တွေကောင်းနေတယ်ရလက်တွေကောင်းနေတယ်ဆိုတာနောက် Rosinho 6ပွဲကင်တဲ့နေရာမှာ9ပွဲနိုင်ပြီးတော့2ပွဲရှုံးထားတယ်2ပွဲကတော့ဒါ Arsenal ကိုရှုံးထားတာကျန်တဲ့9ပွဲလုံးအနိုင်ကစားထားတယ်နောက်ဆုံး5ပွဲကိုပြန်ကြည့်ရင်လေ Chelsea ကနောက်ဆုံး5ပွဲမှာ4ပွဲကဒါဂိုးပေါင်းသွင်းကိုပေါ့နော် Chelsea အသင်းနဲ့သွင်းကိုက3ဂိုးထိရှိတယ်ပွဲတိုင်းက3ဂိုးစီသွင်းထားတယ်ပေါ့နော် Chelsea ကဂိုးလည်းမြူးနေတယ်လို့ပြောလို့ရဆိုတော့တစ်ဖက်က Leeds United ကလည်းဒါအသင်းကြီးတွေနဲ့တွေ့ဒုက္ခပေးတတ်တဲ့အသင်းကောင်းတယ်ဆိုပေမဲ့နောက်ဆုံး5ပွဲမှာဒါ Everton ကိုအဝေးကွင်းကနေပြီးတော့ 1-1 draw ကြထားတယ်ပြီးတော့ဒါအိမ်ကွင်းမှာ Arsenal 4-0နဲ့ရှုံးထားတယ်ပေါ့နော်အသင်းကြီးတွေရှုံးထားတာတွေတွေ့ရပြီးတော့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှု Chelsea နဲ့ Leeds United ကနောက်ဆုံး5ချိန်တွေ့ထားတဲ့နေရာမှာ Chelsea က3ချိန်နိုင်ပြီးတော့ Leeds United က2ချိန်နိုင်ထားတယ်ထူးခြားတာကတော့ဒါ Leeds United ကအဝေးကွင်းကနေဆိုရင် Chelsea ကိုမနိုင်တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာဒါအဓိကကစားသမားတွေလည်းစုံစုံလင်လင်ပါလာကြမယ်နှစ်သင်းလုံးကပြီးတော့ Chelsea ရတဲ့ဒါ Champions League ဝင်ခွင့်အတွက်တိုက်ပွဲဝင်ရမယ့်အနေအထားမှာအပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့နှစ်သင်းပေါင်းသွင်းကိုတွေလည်းအပြန်လည်းမြင်တွေ့ရဖို့တော့ရှိတယ်လို့မြင်ရတယ်ဆိုတော့ညီကိုတွေဘာသာတွေရောဒီပွဲစဉ်ကိုဘယ်လိုမြင်လဲမသိဘူးအတွေးမြင်လေးတွေဝင်ရေးွားလို့ရပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာဒါ Champions League ဝင်ခွင့်တနေရာကိုတိုက်ပွဲဝင်သွားအောင်မဲ့ Chelsea နဲ့နီးပြတဲ့ Rosinho ရဲ့လက်ထက်မှာရလက်တွေကောင်းနေတာကိုပဲအမိပြုတ်ပြီးတော့ဒါ Chelsea အသင်းကိုပဲရွေးချယ်ခြင်းပါတယ်ဒီပွဲစဉ်အတွက် Chelsea body ကိုရွေးချယ်လိုက်ပါတယ်ဒီကိုတွေအားလုံးပဲကြိုက်တယ်လိုက်ကစားလို့ရပါတယ်အားလုံးလည်းအဆင်ပြေကြပါစေ